အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ပြည်မျိုးရဲ့အထင်ကြီးအစားအစာတစ်ခုဖြစ်တဲ့ပြည်ထမင်းတုပ်နဲ့ပြည်စိမ်ပန်းတုပ်ကိုပြည်မျိုးမှာကြီးခဲ့တဲ့အမကိုယ်တိုင်ကကျွမ်းကျင်ပိုင်နိုင်စွာလုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကမြန်မာအတုပ်ဆောင်တော်တော်များများကိုတော့ကျွန်တော်စားဘူးတယ်ဒါပေမဲ့ပြည်ထမင်းတုပ်နဲ့ပြည်စိမ်ပန်းတုပ်ကိုကတော့နာမည်ပဲကြားဘူးတယ်တခါမှမစားဘူးပေါ့နော်ဒါကြောင့်မို့လို့အမကလုပ်ကြည့်တဲ့တကြောင်မို့လို့ဒီနေ့မှာမြည်ဆန်းခွင့်ရလိုက်ပါတယ်ပါဝင်ပစ္စည်းတစ်ခုချင်းစီကိုလည်းအသေးစိတ်လုပ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆုံးထိဗီဒီယိုကြည့်ပေးနော်ပထမအဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ပဲသီးနဲ့ပဲတီကိုရင်နွေးစုစုထဲမှာကျွန်တော်တို့ခဏလေးရင်နွေးဖြောပါမယ်။ရီးသွားအောင်မဟုတ်ပဲနဲ့နည်းနည်းလေးနွမ်းသွားအောင်လေးပဲရင်နွေးဖြောမှာဖြစ်ပါတယ်။ရင်နွေးဖြောပေးလိုက်ခြင်းအပြင်အစိမ်းစော်နဲ့မနန်တော့ပဲနဲ့ကျွန်တော်တို့အတုပ်စုံနဲ့လိုက်ဖက်တဲ့အသီးရွက်ချိုလေးကိုရမှာဖြစ်ပါတယ်။ပြီးရင်ရင်နွေးဖြောပြီးလို့ရှိရင်တော့ကျွန်တော်တို့စကားလေးတွေကိုထည့်ပြီးတော့အေးခန့်ထားလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ဒီရေလေးနဲ့ပဲကျွန်တော်တို့ဒီရေစိမ်ထားတဲ့ပဲကြဆန်လေးကိုလည်းခဏလေးအကြာရေနွေးလေးဖြောပေးမှာဖြစ်ပါတယ်။နည်းနည်းလေးလူသွားပြီဆိုလို့ရှိရင်တော့အားလုံးပြန်ဆယ်ပြီးတော့ရေအေးအေးလေးနဲ့ကျွန်တော်တို့ရေလေးပြန်စိမ်ထားလိုက်ပါမယ်ခင်ဗျာ။အတုပ်ထဲမှာထည့်တုပ်ဖို့ကိုတော့ကြက်သွန်အနီကိုသုံးပါမယ်။အဖြူကိုကတော့စီချက်လုပ်ပါမယ်ခင်ဗျာ။အာလူကိုလည်းနူးအောင်ပြုတ်ထားပြီးတော့တင်မောသီးကိုလည်းကျွန်တော်တို့ဒီလိုမျိုးအမြင်လေးတွေဖြစ်အောင်ချစ်ထားလိုက်ပါမယ်။ပြုတ်ထားတဲ့ပဲသီးကိုတော့အနေတော်အပိုင်းလေးတွေဖြစ်အောင်လှီထားလိုက်ပါမယ်။ဒီနေ့မှာကတော့ပြည်ထမင်းသုံးနဲ့ပြည်စိမ်ပန်းသုံးလုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြိုထားတဲ့တို့ဘူးကိုကတော့ထမင်းသုံးလုပ်ဖို့အတွက်ကိုဒီလိုမျိုးအတုံးလေးတွေတုံထားလိုက်ပါမယ်။အရင်ကပြည်စိမ်ပန်းသုံးလို့တိထားပေမဲ့အပင်ကားရတဲ့စိမ်ပန်းပွင့်ကိုပြုတ်ပြီးတုတ်တာမဟုတ်ပဲနဲ့တို့ဘူးကိုကြော်ပြီးမှတုတ်တာကိုပြည်စိမ်ပန်းသုံးလို့ခေါ်တာဖြစ်ပါတယ်။ဒါကိုလည်းဘုသူတအနေနဲ့တည်ခွင့်ရလိုက်ပါတယ်။တို့ဘူးတွေဆွေဝါရောင်တန်းပြီးတော့ကျွတ်သွားလို့ရှိရင်တော့ဆယ်ထားလိုက်ပါမယ်။ဒါကတော့ကျွန်တော်တို့ကြက်သွန်စီချက်လုပ်ပါမယ်ခင်ဗျာ။စနွေမုတ်လေးနည်းငယ်ထည့်ပြီးတော့ကြက်သွန်ဖြူကိုကျွန်တော်တို့စီချက်လေးလုပ်လိုက်ပါမယ်။ဒီနေ့မှာကတော့ကျွန်တော်တို့စီချက်2မျိုးလုပ်ပါတယ်။တစ်မျိုးကတော့ကြက်သွန်ဖြူစီချက်အဝါပေါ့နော်။နောက်တစ်မျိုးကတော့ကျွန်တော်တို့စီချက်အနီပေါ့နော်။အဲ့ဒါလေး2မျိုးလုပ်ပါမယ်။စီနီအတွက်ကတော့ငရုတ်ဒီအကြမ်းပတ်နဲ့အစိမ်းမုတ်ကိုကျွန်တော်တို့ခွက်ထဲမှာထည့်ပြီးရင်အပေါ်ကနေပွက်ပွက်ဆူနေတဲ့စီကိုလောင်းထည့်လိုက်ပါမယ်။ဒါမှပဲမတူးပဲနဲ့ကျွန်တော်တို့အနံ့လေးမွေးတဲ့စီချက်အနီလေးကိုရမှာဖြစ်ပါတယ်ခင်ဗျာ။ပြုတ်ထားလို့နူးအီးနေတဲ့အာလူတွေကိုလည်းကျွန်တော်တို့ဒီလိုမျိုးအနေတော့အပိုင်းလေးတွေဖြစ်အောင်လို့တေချာလေးလှီထားလိုက်ပါမယ်။အာလူလေးပါတော့ဆက်စိတ်လေးနဲ့လုံးဝကိုစားကောင်းစေပါတယ်ခင်ဗျာ။ကြော်ထားတဲ့တို့ဘူးတွေကိုလည်းအနေတော့အပိုင်းလေးတွေဖြစ်အောင်ကကြည်လေးနဲ့ညှက်ထားလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပစ္စည်းတွေလည်းစုံသင်းသလောက်စုံပြီပေါ့နော်ဒါကတော့ပြည်ထမင်းသုံးနဲ့တွဲစားဖို့အတွက်ကိုကြက်ဥကြော်ထားတာပါပါဝင်ပစ္စည်းတွေကတော့မြစ်ပါပါမယ်ပြီးရင်တော့ဂေါ်ဘီတုပ်ပါပါမယ်ကြက်သွန်နီနဲ့နန်းနန်းမင်းလေးရောထားတာပါမယ်ပဲသီးလေးပါပါမယ်ပြီးရင်အာလူးပါမယ်တို့ဘူးကြော်ထားတာပါမယ်တို့ဘူးလေးကျွန်တော်တို့လှီးထားတာလေးပါမယ်ပဲကြဆန်ပါမယ်ခောက်ဆွဲပါမယ်ကျွန်တော်တို့တင်မောသီးပါမယ်ပဲတီလေးလည်းပါပါမယ်ခင်ဗျာဒါကတော့ပြည်ထမင်းသုံးနဲ့တွဲစားဖို့အတွက်ကိုပဲတီကျင်ရဲ့ကြက်သွန်ပြူရဲ့ဒါကတော့တမယာတီးပပလေးတွေလှီးထားတာလေးတွေပါပါမယ်ခင်ဗျာပစ္စည်းတွေလည်းအားလုံးစုံပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်ထမင်းသုံးလေးစားတုပ်လိုက်ရအောင်ပါထမင်းသုံးဆိုတဲ့အတိုင်းကျွန်တော်တို့ထမင်းလေးပါပါမယ်ပြီးလို့ရှိရင်ခုနကကျွန်တော်တို့တေချာတစ်ခုချင်းစီပြင်ဆင်ထားတဲ့အစာပလာအားလုံးကိုအညီအမျှလေးထည့်လိုက်ပါမယ်ခင်ဗျာပါဝင်ပစ္စည်းတွေနဲ့တုပ်ပုံတုံနီကတော့ကျွန်တော်တို့မြန်မာအတုပ်ဆောင်တုပ်တာနဲ့ဆင်တယ်ပေါ့နော်ဒါပေမဲ့ပြည်ထမင်းတုပ်လေးကလည်းတစ်မျိုးလေးစမ်းပြီးတော့စားကောင်းပါတယ်ပဲမုတ်လေးထည့်ပါတယ်ပြီးလို့ရှိရင်တော့အချုံမုတ်အနေငယ်ထည့်ပါမယ်အဝါတုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စီချက်အဝါကိုသုံးပါမယ်အနီတုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီချက်အနီကိုသုံးပါမယ်ခင်ဗျာစီချက်ကအဝါကိုအနီကိုထည့်သုံးရင်အဆင်ပြေပါတယ်ဒါကတော့မိမိစိတ်တိုင်းကြသုံးလို့ရပါတယ်ခင်ဗျာပြည်ထမင်းသုံးမှာကတော့ကျွန်တော်ငရုတ်စီသုံးတာလည်းမတွေ့ဘူးပြီးရင်တော့မကြီးရီသုံးတာလည်းမတွေ့ဘူးပေါ့နော်သူကဒီလိုမျိုးတုပ်ပြီးဆိုလို့ရှိရင်တော့အဆင်သင်းဖြစ်ပြီးနောက်ပြီးတော့မှကျွန်တော်တို့ဒီတမယာတီးစိတ်ထားတဲ့တသေးလေးတွေနဲ့စက်သွန်ပြူလေးတွေနဲ့တွဲစားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အချင်းအရသာလည်းရတယ်ပေါ့နော်ဒါလေးကတစ်မျိုးဆန်းပြီးတော့လုံးဝကိုစားကောင်းစေပါတယ်ပြည်ထမင်းသုံးရောင်းတဲ့ဆိုင်တွေမှာကတော့ကျွန်တော်တို့ဒီပြည်ထမင်းသုံးနဲ့တွဲစားဖို့အတွက်ကိုကြက်ဥကြော်တွေကျွန်တော်တို့အသားလုံးတို့ကြက်ဥချောင်းတို့ဒါတွေနဲ့တွဲစားတယ်လို့လည်းသိရပါတယ်ခင်ဗျာဒါကတော့ပြည်ထမင်းသုံးနောက်တစ်မျိုးပေါ့နော်စီချက်အနေနဲ့လုပ်ထားတဲ့ပြည်ထမင်းသုံးပါ
နာမည်လေးတစ်မျိုးစမ်းနေတဲ့စိမ်ပန်းတုပ်ကိုကတော့အစာပလာအစုံမထည့်ပဲနဲ့ကော်ပီတုပ်ပါမယ်တင်မောသီးပါမယ်ပဲတီလေးပါမယ်ပြီးရင်ပဲသီးအနှဲငယ်ပါမယ်ကြက်သွန်နီနဲ့ကျွန်တော်နနံပင်နဲ့ရောထားတာလေးပါမယ်တို့ဘူးကြော်ပါမယ်ပြီးရင်တော့တို့ဘူးအပြော့လေးပေါ့နော်အဲ့ဒါလေးနဲ့ရောပြီးတော့ခုနကပြောတဲ့ပဲမုတ်တို့အချိုမုတ်တို့စီချက်အနီးငံပြရည်တွေကိုအချိုးကြလေးရောဆက်ပြီးဆိုလို့ရှိရင်တော့လုံးဝကိုအရသာရှိပြီးတော့စားကောင်းစေတဲ့ပြည်စိမ်ပန်းတုပ်လေးရပါပြီခင်ဗျာဒီနေ့မှာကတော့ကျွန်တော်လည်းတစ်ခါမှမစားဘူးသေးတဲ့ပြည်ထမင်းတုပ်နဲ့ပြည်စိမ်ပန်းတုပ်ကိုလုပ်ပြလိုက်တာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုမှပူတီဟင်ကပူပူလေးနဲ့ဆိုလို့ရှိရင်တော့လုံးဝကိုထိမိနေတဲ့အစားအစာလေးတစ်ခုဖြစ်ပါတယ်အားလုံးလည်းလိုက်လှုပ်စားကြည့်လို့ရပါတယ်ခင်ဗျာအလုပ်ပိတ်ရက်တွေမှာပဲဖြစ်ဖြစ်မိသားစုတွေနဲ့အတူရှိနေတဲ့အချိန်မှာပဲဖြစ်ဖြစ်အပြင်းပြေလှုပ်ရှားလို့ရအောင်လို့ဒီနေ့မှာကတော့ပြည်ထမင်းတုပ်နဲ့ပြည်စိမ်ပန်းတုပ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ပြည်ထမင်းတုပ်မှာတွေ့ရတဲ့အချက်ကတော့ကျွန်တော်တို့ငရုတ်စီမပါဘူးမကြီးရီကိုတစ်ခါတည်းထည့်ပြီးတော့မတုပ်ထားဘူးပေါ့နော်ပြီးတော့မှသူ့မှာချပေးတယ်ကျွန်တော်တို့ဒီတမယာသီးအစိတ်သေးလေးတွေနဲ့ကြက်သွန်ပြူလေးတွေကိုမှပေါင်းဆက်ပြီးတော့ဒီအတုပ်နဲ့ရောပြီးတော့စားတဲ့အခါမှာလုံးဝကိုအချင်းအရသာလည်းရတယ်လို့လုံးဝလည်းစားကောင်းစေတဲ့အစားအစာအသစ်ဆန်းလေးတစ်ခုဖြစ်တယ်ပေါ့နော်အသစ်ဆန်းဆိုတာကတော့ကျွန်တော်အတွက်အသစ်ဆန်းပေါ့နော်လုံးဝကိုစားကောင်းပြီးတော့အရန်ကိုလည်းအရသာရှိပါတယ်ဟင်းကားပူပူလေးနဲ့ဆိုရင်တော့ share မ share ပါပဲခင်ဗျာနောက်ဘလို့မှပြန်တွေ့ပါမယ်